ဇလန်လေးရဲ့ဆောက်တော့မူမတ်တွေကဘာကြောင့်မှမသိမိန်းကလေးတယောက်ကိုကျိုးတော့ကဘရင်နဲ့အမတ်တွေရှိတဲ့ညီလာခံထဲကိုခေါ်ဆောင်လာခဲ့ပြီးအမတ်တွေကတော့မိန်းကလေးကိုဆုံးမလို့ခေါ်ပြီးတေတံပေးဖို့ပြောတာကြောင့်ဘရင်ကပလင်ပေါ်ကနေဆင်းလာပြီးဓာတ်တော့ကမိန်းကလေးကိုဓာတ်နဲ့ရွယ်ထားပြီးတတ်မဲ့ထင်ထားပေမဲ့ဘရင်ကသူ့ကိုချက်ကျွေးခဲ့တဲ့ကောင်မလေးရဲ့ဟင်းကကောင်းတာကြောင့်တော်ဝင်စပေါ်မှုချုပ်ရာတို့ပေးလိုက်ကအကုန်လုံးလဲကြောင်သွားပြီးမိန်းကလေးက3 star စပေါ်မှုရာတို့အိမ်မက်ရှိပေမဲ့ရောက်နေတဲ့နေရာမှာတော့ကိုယ်အသက်ထက်အရေးကြီးတာမရှိတာကြောင့်ဘရင်ပေးတဲ့အမိန့်ကိုပဲလက်ခံလိုက်ကတော်ဝင်စပေါ်မှုချုပ်ရာတို့ပဲယူခဲ့လိုက်ပါတယ်တစ်ဖက်မှာတော့ဟင်းချက်ပြိုင်ပွဲတစ်ခုကိုပြထားပြီးပြိုင်ပွဲစီစဉ်သူက9မိနစ်ပဲလိုတော့တယ်လို့ပြောလိုက်ပြီးစပေါ်မှုတွေလည်းပြာရခက်ချက်ပြုတ်နေကြတော့ဂျီယောရဲ့မိဖို့ကပြတ်သွားတာကြောင့်ဂျီယောလည်းအကြံကုန်ဂလုံးစားချက်ကရွာမှာမီးပြိုင်ချက်နေကြတဲ့အတိုင်းကာယိုးကိုမီးမွေးပြီးမဲသားကင်ပြလိုက်ကမြို့သားကြီးရဲ့ဖြစ်တဲ့တိုင်တွေကတော့ရန်ကုန်မှာ125စီးနေရမြင်ရတယ်လို့အထူးဆန်းနေဖြစ်ကုန်ကအရသာမြည်တဲ့အချိန်မှာလည်းဂျီယောရဲ့မဲသားမီးဖုတ်ကရှားပြားပေါ်ကထိုးတိတ်ကိုခန်းစားမိရကြောင့်ကြိုက်သွားပြီးဘလို့ချက်တာလဲလို့မေးပြီးအင်္ဂမိမကိုဒါမျိုးချက်ကိုင်းမဲ့လို့ပြောကဂျီယောလည်းသူ့ရဲ့ချက်ပုံချက်နီချက်စကေးတွေကကိုရီးယားရဲ့သမိုင်းစစ်ဆက်ကျင့်သုံးလာတဲ့ချက်နီလို့ပြောလိုက်ပြီးဒိုင်နေလည်းသဘောကျတော့ကမင်းသမီးဖြစ်တဲ့ဂျီယောကပဲပထမဆုရရှိသွားခဲ့ပါတယ်ပြိုင်ပွဲမှာအနိုင်ရပေးရချိန်မွေးရမြေကိုပြန်လာတော့မယ်လို့ဂျီယောကသူ့အဖေကိုဖုံးဆက်ပြောနေခဲ့ပြီးသူ့အဖေကတော့ကိုရီးယားသမိုင်းဝင်ဟင်းချက်စာအုပ်ဖြစ်တဲ့မန်ဂိုရိုအမည်ရှိတဲ့စာအုပ်ကိုပါယူခဲ့ခိုင်းပြီးဖေဖေချစ်တဲ့သမီးလေးဂျီယောကတော့ဖေဖေမာတဲ့အတိုင်းသမိုင်းဝင်စာအုပ်ကိုယူဆောင်လာခဲ့ပါတယ်လေမော်ရောက်တော့လေမယ်တွေကပြင်သစ်စားစာချကျွေးပေမဲ့ကိုရီးယားသူလေးဂျီယောကတော့လေမော်ကစားစာတွေကိုကိုရီးယားအသင်းတော့ငရုတ်စုပ်ကိုဖြူပြီးစားနေတော့နေကျက်လာတာကြောင့်လေမရင်းမော်ကနေကြည့်နေကဘေးမှာထိုင်နေတဲ့အင်္ဂလိပ်ကြီးကလည်းနေကျက်တာကိုကြည့်ချင်တာကြောင့်အတင်းကြီးနေခက်ကစပွဲပေါ်ကကော်ဖီခွက်ကိုတိုက်မိသွားတာကြောင့်ဂျီယောရဲ့လွယ်ပေါ်ကိုကြားတော့လွယ်ထဲကသမိုင်းဝင်စာအုပ်လည်းကော်ဖီပေးကုန်ခဲ့ပါတယ်စာအုပ်ပေါ်ကကော်ဖီအစုံးတွေကိုဖယ်ဖို့ဂျီယောတယောက်တန်းစင်ကန်နဲ့ဝင်ပြီးစီးနေတော့စာအုပ်ကိုဖွင့်လိုက်ပြီးရွာနဲ့အိမ်ကိုလွှဲရင်ပြန်လာခဲ့ပါဆိုတဲ့စာသားကိုဖတ်မိလိုက်ကနေရအပြည့်ကျသွားပြီးစာအုပ်ထဲကနေရောင်နေလက်လာကဂျီယောကိုစာအုပ်ကဝါမြွတ်သွားပြီးပိုက်ကွန်နဲ့တန်းရောက်သွားခဲ့ပါတယ်အဲ့ချိန်ဘရင်နဲ့ရဲမတ်တွေကတမင်တကောင်နောက်ကိုမဲလိုက်နေပြီးဘရင်ကပြေးနေတဲ့တမင်ကိုများနဲ့ပြစ်နေတော့အတွေးထဲမှာအတိတ်ကသူ့မိခင်ဖြစ်သူလမ်းကြခံရတဲ့ဘွယ်တွေကိုပြက်မြောက်လာကနာကြီးစိတ်နဲ့ပြစ်လိုက်တာကြောင့်တမင်ရဲ့ဖင်တက်တဲ့ကိုမှန်သွားခဲ့ပါတယ်ဘရင်ကသူပြစ်လိုက်တဲ့တမင်ကိုနန်းတော်ရဲ့စပိုဆောင်ယူသွားဖို့မိမစိုးတွေကိုအမိန်ပေးလိုက်ပါတယ်တစ်ပတ်မှာတော့ဘရင်ရဲ့ဆယ်နှစ်ပြည့်ထီနန်းဆိုးဆန်ပွဲထိမ့်မက်ကိုဇာလိုက်ဖြစ်တဲ့ဘရင်ကမတက်ရောက်ပဲမဲလိုက်ထွက်နေရကြောင်းမဲတော်ကြီးလည်းဒေါ်ဘထွက်နေကတခြားမဲတော်တွေကတော့တယောက်တစ်ပေါက်နဲ့ဟိုဟာဖြစ်လို့မတက်တာဒါဖြစ်လို့မတက်တာလို့ထင်ကြီးတွေပေးနေပေမဲ့မဲတော်ကြီးကတော့ဘရင်ရဲ့မိခင်တည်သွားတဲ့အချိန်နဲ့ပွဲရဲ့နေ့ကတိုက်ဆိုင်နေရကြောင်းသူ့မိခင်ရဲ့ဖြစ်ရက်ကိုမမေ့သေးလို့ပွဲကိုမတက်ရောက်တာလို့တန်တရားဝင်နေခဲ့ပါတယ်ပွဲစီစဉ်ရနေရမှာတော့အမတ်တွေသာရှိနေခဲ့ပြီးအမတ်ထဲကတယောက်ကမင်းကြီးပါလို့မလာသေးတာလဲလို့မေးကဒီမှာစားကျင်လို့စောင့်နေရပြီးပါရင်နဲ့မူမူနဲ့ရှောက်ပြောနေပြီးမူနေရဲ့မက်ကပဲအမတ်အိမ်ကိုမတွေ့ဘူးလို့ပြောကအမတ်တယောက်ကနေပြီးအမတ်အိမ်ကခြေုံရှိလို့သွားတယ်လို့ပြောလိုက်ပါတယ်ခြေုံဆိုတာတော့ဘင်းအတွက်ဆက်စားမဲ့မျိုးသမီးတွေစစ်ဘက်သုံးမြင်းတွေကိုရွေးချယ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်မင်းကြီးနဲ့သူ့နောက်လိုက်တွေကခဏအနားယူနေပြီးဘင်းရဲ့ကိုရင်တို့ကနေပြီးတော့ဒီနေ့ပွဲကိုမတက်ရရင်ခွညောဆိုတဲ့ဆုံးမပေါ်လာလိမ့်မယ်လို့ပြောပေမဲ့ဘရင်ကဒါမျိုးယုံကြည်မရှိဘူးလို့ပြောနေတော့နေကြသွားကတစ်ဖက်မှာတော့ပိုက်ကွန်ထဲမှာမေ့နေတဲ့ဂျီယောင်တယောက်ပြန်တရိရလာပြီးလင်းစီးနေရုတ်တရက်ပိုက်ကွန်ထဲရောက်လာတာကြောင့်ကြောင်တော်ဖြစ်နေခဲ့ကဖုန်းတော်ကြီးခဲ့ပေမဲ့မြန်မာနိုင်ငံလိုပဲလိုင်းမမိပဲဖြစ်နေခဲ့ပါတယ်အဲ့ချိန်မြေခွေးတစ်ကောင်ကိုမြင်လိုက်ရတာကြောင့်မင်းကြီးကလိုက်ဖမ်းနေကမြားနဲ့ပြစ်လိုက်တဲ့အချိန်မှာပဲဂျီယောင်ရဲ့ပိုက်ကွန်ကိုမှန်သွားပြီးဂျီယောင်လည်းပြုတ်ကျသွားခဲ့ကမင်းကြီးလည်းဝတ်စားစင်ပေါ်ထူဆန်ပြီးကွဲပြားနေတဲ့ဂျီယောင်ကိုကြည့်ပြီးထူဆန်နေခဲ့တာကြောင့်ဂျီယောင်ကိုမြားနဲ့လိုက်ပစ်နေခဲ့ကနှစ်ယောက်သားပြင်းလွှဲရင်ကြောက်ကဘာကိုရောက်လာခဲ့ပါတယ်မင်းကြီးလည်းဂျီယောင်ကိုကွညောလို့တင်ဂျီယောင်လည်းမင်းကြီးကိုတရုပ်ဆောင်တယ်သူတင်ကိုတင်နဲ့ဖြစ်နေတော့ဟိုကတကယ်ကြီးမြားနဲ့ပစ်လိုက်ကဂျီယောင်အိတ်ကိုမှန်သွားပြီးအိတ်ကအောက်ပြုတ်ကျသွားကတစ်ပင်မှာချိန်နေခဲ့ပါတယ်မင်းကြီးလည်းမြားကွန်သွားလို့ဓာတ်နဲ့ခုံးလို့ရွယ်နေတော့မျက်နှာဖုံးနဲ့လူကမြားနဲ့လမ်းပစ်လိုက်တာကြောင့်မင်းကြီးရဲ့ရင်ဘတ်ကိုမှန်သွားပြီးနှစ်ကောင်လုံးအောက်ကိုကျသွားခဲ့ပါတယ်အဲချိန်မှာပဲအမတ်အိမ်တို့သားဖက်ကလည်းနေကြကပြည်သူတွေကတော့သူတို့သားဖက်ကိုတင်းတုံနေခဲ့ပါတယ်ဂျီယောင်လည်းမြေကန်ဆက်တဲ့နေရာမှာနိုးလာပြီးသူ့ဘေးမှာတော့မြားမှန်ထားတဲ့ဘီရင်ရှိနေကတကယ်များအစင်းနဲ့ပြစ်ခံလိုက်ရတာကြောင့်တွေးထွက်နေပြီးတွေးတိတ်သွားအောင်ဂျီယောင်ကသူ့မှာပါတဲ့ဘက်ဆလင်းနဲ့အုပ်ပေးနေတော့မင်းကြီးနိုးလာကခွညောကိုတတ်မဲ့ဖြတ်မဲ့တကယ်ဖြစ်နေပြီးကြောင်နဲ့ကျွဲလို့ကိုက်နေကြကနောက်ဆုံးမှာတော့ဂျီယောင်ရဲ့ခေါင်းနဲ့တိုက်ပြီးမင်းကြီးပဲမော်သွားခဲ့ပါတယ်ဂျီယောင်လည်းဘီရင်ကိုကျုံးနဲ့တုတ်ထားခဲ့ပြီးနန်းတော်ထဲမှာတော့ဘီရင်ကျင်ရတော့ကမင်းကြီးပြတ်မလာသေးရကြောင်းကျင်ရတော့တဲ့တခင်ပြစ်သူကဘီရင်ကိုတတ်ဖို့လှုပ်ရှားနေဖြစ်ကြောင်းစဉ်းစားမိလိုက်ပါတယ်အမှန်တော့လွန်ခဲ့တဲ့9နှစ်ကကျင်ရတော့ပြစ်စာမှာတူဦးဖြစ်ပြီးလူသတ်မှုနဲ့ထောင်ထဲရောက်နေတော့အမတ်တယောက်ပေါ်လာကသူ့ဘော်သစ္စာဆောင်တဲ့လွတ်ပေးမယ်လို့ပြောပြီးပြောတဲ့သူကဘီရင်ဦးကြီးတော်လည်းဖြစ်အမတ်လည်းဖြစ်တဲ့သူဖြစ်ကခိုးချိန်မှာတော့သူ့တခင်ဖြစ်နေပြီးသူ့တခင်စကားကိုမြင်အောင်နေကသူ့တခင်စီဘီရင်ပြန်မြောက်လာသေးကြောင်းစာပို့လိုက်ပါတယ်ဘီရင်ပြန်မြောက်လာသေးကတည်သွားတဲ့အမတ်လည်းလက်ရှိဘီရင်ကိုဖြုတ်ချဖို့ဆိုရင်အချိန်ကားကိုစောင်းအောင်မယ်ဆိုပြီးသူ့ပေါင်းပါတွေကိုပြောပြနေကသူတို့တွေကတယောက်သာဘီရင်ကိုတိတ်တိတ်လောက်ကြံခဲ့ရင်နောက်ဆက်တွဲအဖြစ်တွေကိုခန်းစားလိုက်မယ်လို့ပြောလိုက်ပါတယ်ဘီရင်နဲ့ဂျီယောင်ကတော့တနေရာရောက်လာကြပြီးဘီရင်ရဲ့စကားပြောတော့ကထက်စည်းဆန်နေရကြောင်းဂျီယောင်လည်းမသိရင်သူ့ကိုယ်သူဘီရင်ပေါ့ရမတိတာမဟုတ်ပဲအုံနောက်ကပဲထိနေရလာပါညာပြောတော့ဘီရင်လည်းသူကအမှန်တကယ်ဘီရင်ဖြစ်ကြောင်းနဲ့မယုံရင်အထဲမှာခံဝေထားတဲ့ဘီရင်ဝတ်စုံကြီးလို့ပြောတော့ဂျီယောင်ကလည်းဘီရင်ဝတ်စုံကတနာရီ2000နဲ့ငားလို့ရတယ်လို့ပြောတော့သူကဘီရင်ဆိုတာကိုဘာလို့မယုံတာလဲပြောပြီးနန်းတော်ထဲရောက်ရင်ဂျီယောင်ကိုဇနီးတော်ပြစ်မယ်လို့ပြောကဂျီယောင်လည်းခေါင်းကိုပြင်လိုက်ပါတယ်ဒီလိုနဲ့ညင်းခုန်နေတော့အိမ်တရင်ကိုတွေ့ရကြောင်းဘီရင်ကအရင်ဝင်သွားပြီးဂျီယောင်ကသူများအိမ်နဲ့လက်လွတ်စပယ်မွေးနဲ့ပါညာပြောတော့ဘီရင်ကဒီနယ်မြေတွေကိုသူပိုင်တာလို့ပြောတာကြောင့်ဂျီယောင်ကတမိုင်းတဲကမင်းဆိုးမင်းရုပ်ဖြစ်တဲ့ရုံးရင်ကုန်းလို့ခေါ်တဲ့ဘီရင်ကိုတတိယသွားပြီးအတင်းတော့ကသူ့အကြောင်းပြောနေမှတည့်ရဲ့ဘီရင်ကတော့မင်းဆိုးမဟုတ်ဘူးလို့ပြန်ညင်းတော့မသိရင်သူ့အကြောင်းပြောနေထင်လားမသိဘူးလို့ဂျီယောင်ကပြန်ပြောပြီးချန်နယ်ကအဝတ်ကြိုးတန်းမှာဝတ်တီလန်ထားတာကိုတွေ့သွားတာကြောင့်ဂျီယောင်ကသူ့ဝတ်စားတွေကိုလဲဝတ်လိုက်ပါတယ်ရုတ်တရက်အတန်ကြားတာကြောင့်အတန်လာရဘက်ကိုလိုက်သွားရင်ဒီကျွန်းဆိုတဲ့ကောင်မလေးတယောက်ကထွက်လာကသူ့ဝတ်စားတွေကိုယူထားလို့ဂျီယောင်ကိုအပြစ်တင်နေပြီးကောင်မလေးပိုက်ထဲကနေဂွီဆိုပြီးအတန်နေမိလာတာကြောင့်ဂျီယောင်လည်းထမင်းချက်ကျွေးမဲ့ပြောကစားပြီးရင်တော့ဂျော်ကဘာကိုလိုက်ခဲ့ပေးဖို့ပြောလိုက်ပြီးဒီကျွန်းလည်းသဘောတူလိုက်ပါတယ်ဒီလိုနဲ့ချန်နယ်မှာရှိတဲ့ပေါင်ပစ္စည်းတွေနဲ့သူ့မှာပါလာတဲ့ငရုတ်စောနဲ့ပေါင်ပြီးထမင်းသုံးလုံးပြလိုက်ကအဲ့ဒီရဲ့ဘင်ကိုလည်းနှိုးလိုက်ပြီးတလုံးမြည်ခိုင်းလိုက်ပါတယ်အစမစားနိုင်တဲ့ဂီဂျွန်းနဲ့ဘီရင်လည်းဆက်နေကြပေမဲ့အရသာရှိတာကြောင့်ထမင်းသုံးကိုအရသာတွေ့နေကြပြီးဂျီယောင်ကတော့ဘီရင်ကိုထမင်းခွန်ကျွေးကကောင်ကျော်လေးဘီရင်လည်းမေဖြစ်သူထမင်းခွန်ကျွေးတာကိုပြန်တရိရသွားကမျက်ရည်ဝဲနေခဲ့ပါတယ်ဂျီယောင်ကတော့ဆက်
ဆက်လို့မျက်ရည်ကျရပဲတင်ကတယောက်တည်းချက်တွင်နေပြီးပကန်းမှာပြောင်းသွားခဲ့ပါတယ်ရဲမက်တွေကတော့ဘရင်ကိုရှာနေရပြီးဂျီအောင်နဲ့ကီဂျွန်ကခြေလက်သွားစိနေတော့ဘရင်ကိုရှာတွေ့သွားကဘရင်လည်းသူ့ရဲ့ရဲမက်တွေကိုဂျီအောင်နဲ့ကီဂျွန်ကိုတွေ့အောင်ရှာခိုင်းပြီးကီဂျွန်တို့အိမ်ကိုမီးရှို့လိုက်ရင် episode 1လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ